Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အရင် excited ဖြစ်နေပါတယ်တိုရှီ ready made အမှုန့်လေးတွေ့လို့အိမ်မှာပထမဆုံးတိုရှီစမ်းလို့ကြည့်ပါမယ်ရှင်ဒီမှာကြည့်မင်းသမီးကဝင်ပြီးတော့တကွက်ပြသွားတယ်စားနေကြတိုရှီစမ်းပိတ်သွားတယ်ကွယ်ပိတ်သွားတော့ဒီအထုပ်လေးလည်းမရောအရန်ဝမ်းသာသွားတယ်ဒါမဲ့အထုပ်ကဘူးကလည်းမရှိတော့ဘူးဆိုသွားလို့ပြစ်လိုက်တယ်တဝက်လောက်ထည့်ထားဆိုတော့မြန်မှန်းနဲ့ထည့်ပါမယ်အဲ့တော့ရေကိုဖြည်းဖြည်းချင်းရေနွေးလေးတုံးထားပါတယ်ငွေးလေးနွေးတဲ့ရေနွေးဖြည်းဖြည်းချင်းထည့်ပြီးတော့ပဲအရင်တော့ကတိုရှီလို့ရောင်းတဲ့အန်တီကြီးတွေလေသူတို့ခောက်တဲ့မုံနှစ်လောက်အနေထားမြန်မှန်းတမ်းပြီးတော့လုပ်ပါမယ်ရှင်ရောက်လာပြန်ပြီကြည့်တကွက်ပြည့်နေသေးပေမဲ့ဒီလောက်မှရက်ထားပါတယ်ရေထည့်ရလွယ်တယ်လေနော်အခုအုံးသီးချက်နီလုပ်ပါမယ်အုံးသီးဒီချစ်ထားပြီးသားကိုအိတ်ခွက်လေးနဲ့2ခွက်နေပါလောက်ထည့်ထားတယ်ကြက်သွန်ဖြူချင်းအဲ့ဒါဘာစီခေါ်ဖာလာစီမဟုတ်ပါဘူးနန်းစီပြီးတော့ကြက်သွန်နီလေးနည်းနည်းလေးထည့်တယ်ကြက်သွန်နီကနည်းနည်းလေးပို့ထည့်လို့ရတယ်ဒါပေမဲ့အရမ်းမှုံပါဆိုလို့တိတ်ထည့်ထားအောင်ပြင်စားလေးနည်းနည်းထည့်ရေနွေးလေးနည်းနည်းထည့်ပြင်ကြိတ်ပါမယ်ရေကအဲ့ဒီထက်နည်းနည်းပိုထည့်တယ်ဘာလို့လဲဆိုတော့တအားပြစ်နေလို့နည်းနည်းထည့်လိုက်ထပ်မှွေလိုက်နဲ့ကိုလိုချင်တဲ့အပြစ်အနေထားပေါ့နော်မပြစ်မကျဲလေးပေါ့ဖုံးဖွင့်လိုက်တာနဲ့မှွေးနေတာနော်ရှေ့အဲ့ဒါလေးကိုရင်းတော့တင်ရလေးထည့်တယ်ပြီးတော့နန်းစီလားမသိဘူးကွယ်အဲ့ဒါလေးနည်းနည်းဖြူပြီးထည့်တယ်အဲ့ဒါလေးကလှော်ထားပြီးသားခုတော့တွေ့လားဆော့တာပေါ့နော်ဆော့တာပဲမဲ့လှအောင်ကလည်းဆော့ရသေးတယ်လေကိုယ့်ရဲ့အိုးကမကတ်အိုးဆိုတော့အရင်နည်းနည်းတုတ်ရတယ်ဇုံးလည်းကြည့်အောင်အဲ့ဒါရှိတဲ့ဇုံးနဲ့လောက်ထားကွယ်အဲ့တော့အရန်တော့မလှအောင်နော်ပြီးခက်ပြီးသွားရင်ထောပတ်လေးထည့်မယ်ထောပတ်အိမ်မှာအတုံးမရှိတော့ဖဲ့ပြီးတော့နည်းနည်းစီဒီတောင်းကထည့်လိုက်ဟိုတောင်းကထည့်လိုက်နဲ့4-5နေရာလောက်တော့ထည့်လိုက်တယ်ကွယ်ပြီးရင်အနားသားလေးရဲပြီးတော့ကျွတ်ပြီးလန်လာပြီဆိုရင်စားပြီးတော့လိတ်လို့ရပြီပေါ့နော်ဟင်းချရတာကြိုက်တာတော့အပူကလည်းမခံနိုင်ပူလုံးတော့တော်တော်လိတ်ယူရတယ်ဖြူတဲ့နားလေးကတော့နည်းနည်းဖြူနေတယ်ဟိုထောဘက်လူးတာနည်းနည်းများသွားလို့လားမပြောတတ်ဘူးအိုးကလည်းဟိုလိုတန်အောင်ပေါ့လေအဲ့တော့ဒီလိုပေါ့နော်ရတယ်လို့ပေါ့ဒါမဲ့အားသားကြီးမစိုးဘူးဒီလေးနည်းနည်းလေးထည့်ရွာနည်းနည်းပြည့်တယ်တက်ကလောက်ခင်တော့ဘယ်လိုလဲဒါကြဒီကတော့နည်းနည်းပူစင်နေတယ်ရှိုးလိုက်ဒါလည်းလုံနေတာ၄ခုမြောက်လောက်ဖြစ်သွားပြီလေ၄ခုမြောက်လောက်ဆိုတော့နည်းနည်းလေး okay သွားပြီတော်တော်လေးစင်နေတာလည်းပြည့်တယ်မထင်တော့ပါဘူးအများကလေးတော့ကောင်းတယ်ငန်းတလေးနည်းနည်းလေးရှိတယ်ဒါနဲ့ဒီအန်ဒီချက်နေတော့ပဲAnybody else? And race. We also have skateboards. What? ကိုဘကိုတော့အရင်ဆင်ပြီကောင်းနေရေကောင်းနေအစုံတော့ပထမဆုံးတစ်ခါလို့အဲဂျေးခဏနေဦးကွာဒါကတော့ဒေါ်ဘုံရဲ့အရန်ကြီးနဲ့ဝအားရက်သွားတဲ့အကပါတဒါ